ဒီနေ့မှာကျွန်မမိခင်တွေအတွက်နှုတ်ကပတ်တော်ကိုပြင်ဆင်ထားသလိုတစ်ဖက်မှာလည်းမိခင်လောင်းတွေဖြစ်တဲ့အမျိုးသမီးများအားလုံးအတွက်ဒီနှုတ်ကပတ်တော်ဟာအကျုံးဝင်ပါတယ်အာမင်နှုတ်ကပတ်တော်အတွက်ဘယ်နှယောက်စိတ်လှုပ်ရှားလဲအာမင်အဲ့တော့ဒီနေ့သင်ဟာဒီလောကမှာအမျိုးသမီးဖြစ်ခွင့်ရတယ်ဆိုရင်ဂုဏ်ယူလိုက်ပါအာမင်ကျွန်တော်တို့တခါကမ်လုပ်တဲ့အခါမှာလူငယ်တစ်ယောက်ကထွက်လာတယ်ဒီလီကားရဲ့အနားလေးမှာကျမစီကိုလာပြီးတော့မှကျမကိုသူအတန်တုံတုံကြီးနဲ့သူစကားပြောတယ်ဆီယမာတဲ့ကျွန်တော်ကတဲ့ဒါပေမဲ့ကျမပါကျွန်တော်ကတဲ့မိန်းကလေးဖြစ်ရတာကိုမကြိုက်ဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့တဲ့အိမ်မှာကျွန်တော်ရဲ့အဖေကတဲ့အကိုဖြစ်တဲ့သားကြီးကိုပဲချစ်တယ်တဲ့အဖေရှိမှဘယ်တော့မှမျက်နှာမရခဲ့တဲ့အတွက်ကြောင့်မလို့ယောက်ျားလေးဖြစ်ဖို့ရန်အတွက်သူစူးစမ်းတယ်ပေါ့နော်နောက်ဆုံးကုန်သူကအဖေနှစ်သက်လာဖို့ရန်အတွက်အမေနှစ်သက်လာဖို့ရန်အတွက်သူ့ရဲ့အမျိုးသမီးဖြစ်ခြင်းကိုပြောင်းလဲဖို့ရန်အတွက်တောင်သူပြင်ဆင်တယ်ပေါ့ပြီးတော့သူ့ရဲ့လက်ကိုသူလှန်ပြတဲ့အခါမှာဓာတ်တွေနဲ့မှုန်းထားတဲ့အရာတွေအများကြီးပဲနှစ်ဖက်စလုံးမှာအဲ့တော့အဓိကအရာကဘာလဲဆိုတော့ဒီနေ့ကျွန်မပြောပြချင်တယ်ဖခင်ရဲ့အရှိမအမျိုးသမီးဖြစ်လို့နှိမ်ကျသွားတာမရှိပါအာမင်အမျိုးသမီးဖြစ်ခြင်းဆိုတဲ့အရာကအလွန်ကိုကောင်းမြတ်တဲ့အရာတစ်ခုဖြစ်တယ်ကျွန်မပြောပြမယ်အမျိုးသမီးအားဖြင့်သာဒီလောကထဲမှာဖခင်သခင်ရဲ့တန်တော်နဲ့ညီတဲ့လူတွေကိုမွေးဖွားပေးနိုင်တာဖြစ်တယ်အာမင်ဒါကြောင့်အမျိုးသမီးဖြစ်ခြင်းအပေါ်မှာစိတ်တကြဖို့မဟုတ်ဘူးဝမ်းနည်းဖို့မဟုတ်ဘူးအားငယ်ဖို့မဟုတ်ဘူးသင်ဟာအမျိုးသမီးဖြစ်ရတဲ့ကြောင့်ဖခင်ရဲ့ဂျေဇုတော်ကိုချီးမွမ်းဖို့ရန်တပည့်ဖြစ်တယ်အမေဒီနေ့မှာတော့ကျွန်မကအပြင်းနယ်ပယ်မှာရှိတဲ့အမျိုးသမီးတွေကိုစံနမူနာထားပြီးတော့နှုတ်ကပတ်တော်ဝင်ငါမှာမဟုတ်ဘူးတမန်တရားထဲမှာရှိတဲ့အမျိုးသမီးကိုကျမတို့အတူယူဖို့ရန်အတွက်ဖြစ်တယ်ဒါကြောင့်ဒီနေ့မှာကျမပြင်ဆင်ထားတဲ့နှုတ်ကပတ်တော် The Ideal Woman စံပြအမျိုးသမီး Hallelujah အဲ့တော့သင်ရဲ့အတ္တထဲမှာနေတုတ်တန်31ထဲမှာဘယ်လိုပြောထားဆိုတော့ဒီလောကရဲ့လှပခြင်းတွေအမျိုးသမီးတယောက်အပေါ်မှာဘလောက်ပဲရှိနေပါစေတဲ့အဲ့ဒီအရာတွေနုညံ့တိမ်မွေ့ခြင်းဆိုတဲ့အရာတွေကခဏပဲခံနေတဲ့အချိန်တန်ရင်လှည့်စားခြင်းနဲ့ရှင်တဲ့အတွက်ကြောင့်မို့ပြန်လဲပြီးတော့ပျောက်ပြတ်သွားနိုင်စရာအကြောင်းရှိပါတယ်တဲ့တို့အားလုံးဖတ်ရအောင်စာလံ68 17ကနေဆက်နေဖျားရှင်အမိန်တော်ရှိ၍ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူတို့သည်အတိုင်းမသိများကြ၏စစ်အင်္ဂါဘိုးချေသခင်ရှင်ဘုရင်တို့သည်အလင်းအမြန်ပြေးကြ၍အိမ်၌နေရသောမိန်းမတို့သည်လက်ရဥစ္စာကိုဝေမျှကြ၏ကဲကြည့်ဖျားရှင်အမိန်တော်ရှိဝမ်းမြောက်စရာသတင်းကိုကြားပြောသူတို့သည်အတိုင်းမသိများကြ၏လို့ပြောတဲ့အခါမှာအင်္ဂလိပ်ကျမ်းစာထဲမှာ The Lord gives the word The Lord gives the word ဖျားကတဲ့သူ့ရဲ့နှုတ်ကပတ်တရားစကားကိုပေးတယ်တဲ့ဘသူကိုပေးလဲဆိုတော့ The women who announce the news are a grace host hallelujah ဘသူကိုပေးတာဆိုဖခင်ရဲ့နှုတ်ကပတ်တရားစကားဘသူစီကိုလာလဲအမျိုးသမီးတွေစီကိုလာတာဟယ်လိုအမျိုးသမီးတရားမဟောရဘူးလို့မပြောထားဘူးနော်ဖခင်ပြောနေရကအမျိုးသမီးတွေဟာတဲ့ဖခင်စကားကိုရပြီးတော့မှအဲ့ဒီဖခင်ရဲ့တတ်တော်အနေနဲ့နှုတ်ကပတ်တရားကိုဝင်ငှမဲ့သူတွေဖြစ်တယ်တဲ့ great host စစ်တပ်ကြီးဖြစ်တယ်တဲ့The kings of the armies ရန်သူရဲ့ဘယင်တွေရန်သူရဲ့ဗိုလ်ချုပ်တွေအားလုံး they flee ထွက်ပြေးကြပြီတဲ့ဘာကြောင့်လဲ The women at home divided the spoil အိမ်မာနေတဲ့အမျိုးသမီးတွေအားဖြင့်ရန်သူရဲ့လက်ရဥစ္စာတွေအားလုံးကိုပြန်လဲပြီးတော့ရယူမဲ့အချိန်ရောက်နေပြီတဲ့ hallelujah အမျိုးသမီးတွေ hello you are very special amen တဲ့အိမ်မှာရှိတဲ့အမျိုးသမီးကိုမချန်ထားခဲ့ပါနဲ့ကျမကိုဆရာစောဒီဟာသာခြံထားခဲ့မယ်ဆိုရင်အမှုတော်ဆောင်တယောက်ဖြစ်လာမှာမဟုတ်ဘူး။တင့်အနားမှာရှိတဲ့တင့်ရဲ့ဇနီးတွေဟာဖခင်သခင်ဟာတင့်အတွက်အကောင်းဆုံးအထောက်အမလို့တင့်ကိုပေးထားတာဖြစ်တယ်။ကျမလိုတုံးအားတဲ့အမျိုးသမီးတယောက်ကိုဖခင်သခင်ကအသုံးပြုနိုင်တယ်ဆိုတင့်အနားမှာရှိတဲ့ဇနီးတွေကိုသုံးနိုင်တာတိတ်ကျင်းနေတယ်။တိတ်သေးကြတယ်။ကျမလိုကြောက်တတ်တဲ့အမျိုးသမီးကိုဖခင်သခင်ရဲရင်စေတယ်ဖခင်သခင်သုံးတယ်ဆိုတင့်အနားမှာရှိတဲ့တင့်ဇနီးတွေကိုသုံးနိုင်တယ်တင်တခြားကြည့်ပါအောင်တဲ့မျိုးသမီးဘလောက်အထိတမိုးရှိတယ်လဲဆိုတာအာမင်အဲ့ဒါဟာဒီခေတ်နဲ့တွက်မယ်ဆိုရင်အသင်းအုပ်ဆရာမတယောက်တနည်းအားဖြင့်တကယ်ကိုဗိတ်သိက်နော်ခံထားတဲ့ဖခင်ရဲ့အမှုတော်ဆောင်တယောက်အနေနဲ့နိုင်ရှင်လို့ရပါတယ်အဲ့တော့ပြောချင်တဲ့အရာကဓမ္မဟောင်းထဲမှာလည်းဖခင်သခင်ကအမျိုးသမီးတွေကိုပါစတာအနေနဲ့
သုံးနေတယ်ဆိုတဲ့အရာကိုမြင်စေချင်တာ Bishop အနေနဲ့သုံးခဲ့တယ်ဆိုတဲ့အရာကိုမြင်စေချင်တာဖြစ်တယ်ဒါကြောင့်မလို့ဒီနေ့အမျိုးသမီးတွေတရားဟောရမှာမကြောက်ပါနဲ့ဝင်ငှမှာမကြောက်ပါနဲ့အရင်တုန်းကလည်းကျွန်မကနှုတ်ကပတ်တော်ကိုနော်ဒီတကောထဲမှာရှိတဲ့အရာကိုအချိန်ချင်းရှင်းပြထားခဲ့ပြီးဖြစ်တယ်ဒါကြောင့်မလို့တင့်ကိုဘုရားသခင်ခေါ်နေတယ်ပြောရမယ့်အရာကိုပြောပါတင့်နှုတ်ရှာပါစက်ဖွင့်လိုက်တာနဲ့ရန်သူဟာထွက်ပြေးမှာဖြစ်တယ်အာမင်ကဲနောက်ဆုံးတစ်ခုဒီအဖြစ်အပျက်ကိုပြောပြီးတော့ကျွန်မအဆုံးသတ်မယ်အဲ့ဒီအမျိုးသမီးတွေကတော့ဘယ်သူတွေလဲဆိုတော့နှုတ်ကပတ်တရားစကားကိုဝင်ငှတဲ့သူတွေကမာဂါဒလမာရီနဲ့အဖွဲ့ဖြစ်တယ်မာဂါဒလမာရီကိုသိရသူဘယ်နှယောက်ရှိလဲလက်မြောက်ပြပါအောင်သူ့ရဲ့အကြောင်းကိုကြားဘူးတဲ့သူယေရှုတင်တယ်ဆိုတော့ဒီအမျိုးသမီးနဲ့အဖွဲ့ဟာသခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်မဲ့နေ့မှာသူတို့ဘာလုပ်ကြလဲဆိုတော့ဈေးထဲကိုသွားပြီးတော့တဲ့ယေရှုရဲ့ကိုယ်ခန္ဓာကိုလိမ့်ကြံဖို့ရတဲ့အမွေးနှံ့တာစီတွေသွားဝယ်ကြတယ်တဲ့ကျွန်တော်ထောင်ပါနောက်မှာကျမ်းစာထိုးပေးလိမ့်မယ်အဲ့တော့အဲ့ဒီຢာတွေရလာပြီးတော့သူ့တငယ်ချင်းတွေနဲ့မာဂါဒလမာရီကလာတဲ့အချိန်မှာတင်းချိုင်းနာကိုရောက်ခံဒီမှာအော်ငါတို့အဲ့ဒီတင်းချိုင်းဂူကိုဖွင့်ဖို့ရန်အတွက်ဘလို့ဖွင့်ရင်ကောင်းမလဲမသိဘူးလေအဲ့တော့ဖြစ်နိုင်တဲ့အရာတစ်ခုကယောမတွေကအဲ့ညမှာစီးတားထားတဲ့အတွက်ကြောင့်မလို့ဒစိမ့်နှိပ်ထားတဲ့အတွက်ကြောင့်မလို့ဝင်လို့မရတဲ့အတွက်ကြောင့်မလို့တစ်ချက်ဖြစ်နိုင်တဲ့အရာကသူတို့ကအာနာကိုဖီဆန်ပြီးတော့ဒါကိုဖွင့်ချင်တာလားကျမ်းစာထဲမှာတော့မရေးထားဘူးနော်နှစ်တစ်ချက်ဖြစ်နိုင်တဲ့အရာတစ်ခုကမေ့သွားလို့ယေရှုခရစ်တော်ရဲ့ခန္ဓာကိုယ်ကိုသူတို့ကစီနဲ့လိမ့်ပေးခြင်းနဲ့ဆိုတဲ့အခါမှာအဲ့ဒီကြောက်တုံးကြီးရှိနေတယ်ဆိုတဲ့အရာကိုမေ့သွားလို့နော်အဲ့ဒီအရှိရောက်တော့မှဟောကြောက်တုံးရှိတယ်ဆိုတဲ့အရာကိုတတိယလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့တော့ဘလို့ပဲဖြစ်နေပါစေအဲ့ဒီအမျိုးသမီးတွေကတဲ့အခုနဂူရှစ်ကိုရောက်တဲ့အခါမှာဂူတကားကြီးကပွင့်နေတဲ့အရာကိုမြင်လဲမြင်ကောသူတို့တွေကအယံအံ့ဩတယ်အံ့ဩတဲ့အခါမှာဖခင်ရဲ့ကောင်းကင်တမန်ကဘာပြောလဲဆိုတော့ယေရှုခရစ်တော်နေတို့ကိုမိန့်မာခဲ့တယ်မဟုတ်ဘူးလားအသေးခံပြီးတော့3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထမြောက်မယ်မင်းတို့အဲ့ဒါကိုသတိရကြပါလို့ပြောတဲ့အခါမှာအဲ့ဒီချိန်ကျမှသူတို့အဖွဲ့ကသတိရကြတယ်ဒါနဲ့ကောင်းကင်တမန်ကဘာပြောလဲဆိုတော့တွားပြီးတော့ပေတရုနဲ့တပည့်တော်တွေကိုတွားပြီးတော့ပြောလိုက်တယ်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်ပြီဆိုတဲ့အရာကိုတွားပြောလိုက်တယ်အဲ့ဒါနဲ့မာဂါဒလမာရီနဲ့အဖွဲ့ကတွားပြီးတော့မှဧဝံဂေလိဝင်ငှကြတယ်ပေါ့ဒီလိုပြောရမှာပေါ့အဲ့တော့ဒီနေရာမှာသိစေခြင်းတယ်ဧဝံဂေလိတရားကိုပထမဦးဆုံးဝင်ငှခဲ့တဲ့ပုဂ္ဂိုလ်ဟာအမျိုးသမီးတွေဖြစ်တယ်ဟာလေလုယာအမျိုးသမီးတွေဝမ်းမြောက်ပါကျမတို့ဟာဘုရားသခင်ရဲ့နှုတ်ကပတ်တရားစကားကိုဝင်ငှခွင့်ရတဲ့သူတွေဖြစ်တယ်အဲ့လိုသွားပြောတဲ့အခါမှာတဲ့တပည့်တော်တွေကမယုံကြဘူးတဲ့တမန်တော်တွေကမယုံကြဘူးတဲ့ဟယ်လိုအဲ့လိုမယုံတဲ့အခါမှာတဲ့အဲ့ဒီအထဲထဲမှာပေတရုနဲ့နောက်ထပ်တပည့်တော်တယောက်ကယေရှုခရစ်တော်အလောင်းတော်ရှေ့နေရာကိုပြေးသွားတယ်တဲ့မယုံလို့တန်တာရီစကားလာပြောနေတယ်ထင်လို့ပြေးသွားတဲ့အခါမှာတင်းချိုင်းကူကိုလည်းရောက်ကိုယေရှုခရစ်တော်ရဲ့ခန္ဓာကိုမရှိတော့ဘူးဆိုတဲ့အရာကိုမြင်တော့မှမာဂါဒလမာရီလာပြီးတော့ဟောတဲ့တရားကိုယုံသွားတာဘသူယုံတာလဲပေတရုနဲ့အတူဘေးနားမှာရှိတဲ့တပည့်တော်တယောက်ကယုံသွားတာဒီပုဂ္ဂိုလ်နှစ်ယောက်ကဒါကြောင့်မလို့ကျမ်းစာထဲမှာဘလို့ရေးထားတယ်လဲဆိုတော့ဒါလေးကိုဖတ်ပြီးကျွန်မနော်ပြောပြခြင်းနဲ့ယောဟန်28မှာထိုအခါတင်းချိုင်းတော်သို့အရင်ရောက်သောအခြားတပည့်တော်သည်ဝင်၍မြင်သဖြင့်ယုံလေ၏ကဲတင်ခြင်းနဲ့ဆိုင်တဲ့တရားစကားကိုအမျိုးသမီးများသင်အားဖြင့်ဘုရားသခင်ပြောခြင်းနဲ့အာမင်အာမင်သင်အားဖြင့်ဘုရားသခင်အလုံးလုံးခြင်းနဲ့ဒါကြောင့်မို့မိမိကိုယ်ကိုငါဟာဖခင်ရဲ့တည်င်းစကားကိုဝေမျှဖွင့်တယ်မထိုက်တန်တဲ့သူတို့ဘယ်တော့မှမစင်စားနဲ့သင်ဟာထိုက်တန်တော်သူဖြစ်တယ်ဖခင်ရဲ့နှုတ်ကပတ်တရားစကားကိုသယ်ဆောင်မဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဒီလောကဟာသင်အားဖြင့်ပြောင်းလဲရမှာဖြစ်တယ်ဒီလောကထဲမှာရှိတဲ့မောင်မိုက်တကောအားလုံးဟာသင်အားဖြင့်အရေးပြောပျက်စီးရမှာဖြစ်တယ်အာမင်အာမင်လူတွေကိုချုံနှောင်ထားတဲ့ຢာတွေအားလုံးသင်အားဖြင့်ဖခင်သခင်ကဖျက်တောက်ပေးမှာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့လွတ်ရမယ့်အရာကပြောပါဝင်ငှပါအာမင်ဒါကြောင့်ဖခင်ကဘာပြောထားလဲဆိုသင်တို့ကဒီလောကရဲ့စားဖြစ်တယ်ဒီလောကရဲ့အလင်းဖြစ်တယ်တဲ့အတိတ်ပဲရှိသောအသက်တာနဲ့အသက်ရှင်ကြပါမှောင်နေတဲ့နေရာမှာအလင်းမို့တဲ့ဘုရားသခင်သင်ကိုခေါ်ထားတာဖြစ်တယ်အာမင်လင်းနေတဲ့နေရာမှာအလင်းထက်မလို့တော့ပါဘူးမှောင်နေတဲ့အတွက်ကြောင့်မလို့ဘုရားသခင်သင်ကိုဒီလောကမှာထားထားတာဖြစ်တယ်သင်ဒီလောကမှာရှိနေရခြင်းအသက်ရှင်ရခြင်းဆိုတဲ့အရာကဒီလောကလင်းဖို့အတွက်သင်ကိုဘုရားသခင်ထားထားတာဖြစ်တယ်အာမင်နောက်ဒီ၃ချက်ကိုမမေ့စေချင်ဘူးပထမချက်ကပါလဲ woman of influence လွှမ်းမိုးနိုင်သောအမျိုးသမီးဖြစ်စေခြင်းလိုက်ပြပါဦးလွှမ်းမိုးနိုင်သောအမျိုးသမီးပညာရှိသောအမျိုးသမီးနောက်ဆုံးတစ်ချက်တသက်ခံသောအမျိုးသမီးအာမင်အဲ့ဒါကိုဘာလို့ခေါ်ဆိုစံပြအမျိုးသမီးလို့ခေါ်တယ်အဲ့၃ချက်ပြည့်စုံသောသူကစံပြအမျိုးသမီးဖြစ်တယ်အာမင်တဲ့နားမှာစံပြအမျိုးသမီးတွေရှင်ပေါင်းထားပါ
ဆိုသူ့ရဲ့ကောင်းမြတ်ခြင်းတွေအလုံးတင့်ထဲထဲမှာစီစဉ်လာမှာဖြစ်တယ်အာမင်